မကွေးတိုင်းဒေသကြီးဟာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့အလဲပိုင်းဒေသမှာတည်ရှိပြီးဧရိယာစတူရန်မိုင်ပေါင်း19318.22မိုင်44.32စတူရန်ကီလိုမီတာကျယ်ဝန်းပါတယ်။တမထနောင်မကြီးရိပ်တွေနဲ့တာယာလှတဲ့မကွေးတိုင်းဒေသကြီးဟာအေယာရီမြစ်ကိုအသက်သွေးကြောပြုလို့မိုးရာသီမှာဆိုရင်မြစ်ပြင်ကျယ်တစ်လျှောက်မြစ်စီတစုံစိမ့်ဆူတာယာလှပြီးဆောင်းရာသီမှာမြစ်ကိုတိမ်များရဆိုင်လို့နေကနွေရာသီမှာဆိုရင်တော့တမရနံလင်းတင်းတင်းနဲ့အညာမြင့်ရဲ့လွမ်းဆွတ်ကြီးနူးဝဲအသွင်တရံကိုထင်ဟပ်ပေါ်လွင်လို့နေပါတယ်ရှင်။မကွေးမြို့ဟာတိုင်းဒေသကြီးရဲ့မြို့တော်ဖြစ်ပြီးခရိုင်9ခရိုင်မြို့နယ်25မြို့နယ်နဲ့ဖွဲ့စည်းထားကဗမာချင်းရခိုင်ရှမ်းကရင်စတဲ့တိုင်းရင်းသားများအများဆုံးနေထိုင်ကြပြီးလူဦးရေ4.3 သန်းကျော်စုပေါင်းနေထိုင်ကြတဲ့တိုင်းဒေသကြီးတစ်ခုလည်းဖြစ်ပါတယ်။ရှေးရခင်ကသူနာပရန္တပြုဒေတာလို့ထင်ရှားကြော်ကြားလာတဲ့ဒီဒေတာမှာဗုဒ္ဓဘုရားရှင်ကြွားချီခဲ့တဲ့သမိုင်းမှတ်တမ်းတွေကိုတွေ့ရှိရတဲ့အတွက်ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရာဒေတာတစ်ခုဖြစ်တယ်လို့ပြုခေတ်ယဉ်ကျေးမှုသမိုင်းအထောက်အထားတွေနဲ့ကမ္ဘာယဉ်ကျေးမှုအမွေအနှစ်စည်းရင်ဝင်ပိဿနုမြို့ဟောင်းတည်ရှိရာဒေတာဖြစ်လို့ရှေးမြန်မာဘဝတို့ရဲ့သမိုင်းအမွေအနှစ်များမြပြခံရာဒေတာတစ်ခုလည်းဖြစ်ပါတယ်။အဖိုးတန်အမိအေယာရီမြစ်ကြီးဟာမကွေးတိုင်းဒေသကြီးရဲ့အလဲဘုံမှဖြတ်ပြီးမြမတောင်တို့တွေ့တန်းစီးဆင်းလျက်ရှိတာကြောင့်မင်းနုလင်ပြင်းနဲ့စိုက်ပျိုးမြေဧရိယာပေါ်များကနှွေမိုးဆောင်စိုက်ပျိုးနိုင်တဲ့လေယာကိုင်းကျွန်းဥယျာဉ်မြေများကိုတိုင်းဒေသကြီးအနှံမျက်စိတစုံမြင်တွေ့ရမှာဖြစ်ပါတယ်။စိုက်ပျိုးရေးကဏ္ဍအနေနဲ့မကွေးတိုင်းဒေသကြီးအတွင်းမှာအတရင်စိုက်ပျိုးမြေဧရိယာဧက330ကျော်ရှိပြီးမြေပဲနှမ်းနေကြစားတဲ့စီတွက်သီးနှံဧကပေါင်း24သိန်းကျော်စိုက်ပျိုးထားကမြန်မာနိုင်ငံရဲ့စီးပူးလောင်မှုအတွက်အရေးပါလာတဲ့အသက်သွေးကြောဖြစ်တာကြောင့်နိုင်ငံစီအိုကြီးရဲ့လို့တင်စားခေါ်ကြပါတယ်ရှင်။နိုင်ငံတော်ကအားထားရတဲ့စိုက်ပျိုးရေးထုတ်ကုန်တွေကိုရာသီမရွေးစိုက်ပျိုးနိုင်စေဖို့အဓိကကျတဲ့စိုက်ပျိုးရေးရရှိရေးအတွက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူစဉ်အချိန်ကစပြီးစေမြောင်းတာတမန်များအသစ်တိဆောက်ခြင်းနဲ့ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့ရမှာမကွေးတိုင်းဒေသကြီးအတွင်းမှာရေလောင်းတမန်56ခုရေလွှဲဆယ်15ခုကန်2ခုရေထိန်တကား1ခုစုစုပေါင်း84ခုကိုတိဆောက်ထိန်းသိမ်းထားရှိကအကျိုးပြုဧရိယာ2,666,959 ဧကကိုရေပေးဝေနိုင်မှုဆောင်ရွက်ထားရှိခဲ့ပါတယ်။မကွေးတိုင်းဒေသကြီးဟာအပူပိုင်းမိုးနဲ့ရဝန်းဒေသတစ်ခုဖြစ်တာကြောင့်စိုက်ပျိုးရေးလုပ်ငန်းအတွက်စိုက်ပျိုးရေးအပြည့်အဝရရှိရေးဟာအလွန်ပင်အရေးကြီးလာပါတယ်။ဒါကြောင့်လေနိုင်ငံတော်အကြီးအကဲရဲ့လမ်းညွှန်မှုမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့စီစဉ်ဆောင်ရွက်မှုနဲ့အေယာရီမြစ်ချင်းတွင်းမြစ်နဲ့၎င်းတို့အထဲမှာစီဝင်တဲ့ချောင်းလက်တက်များမှာနေအောင်ကြီးစွမ်းအင်သုံးဆိုလာဓာတ်အားပေးစနစ်ကိုအသုံးပြုပြီးဆိုလာလျှက်စစ်ရည်တင်စီမံကိန်းလုပ်ငန်းတွေကိုအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့ပါတယ်။အဲဒီလိုဆောင်ရွက်ရမှာမူလရှိပြီးဖြစ်တဲ့လက်စင်လုပ်ငန်း၈ခုကိုဆိုလာဓာတ်အားပေးစနစ်1.384 မဂါဝက်တွဲဖက်တက်ဆင်ပြီးအကျိုးပြုဧက3,239 ဧကကိုစဉ်ဆက်မပြတ်တစ်နှစ်3သီးစိုက်ပုံစံဖြင့်စိုက်ပျိုးရေးပေးဝေနိုင်ရန်ဆောင်ရွက်ခြင်းဆိုလာရည်တင်စီမံကိန်း၄ခုကိုထပ်မံတိုးချဲ့တည်ဆောက်ပြီးအကျိုးပြုဧက4,900ကျော်အတွင်းစိုက်ပျိုးရေးများပေးဝေနိုင်ရန်ဆောင်ရွက်ခြင်းများအပြင်ဆိုလာရည်တင်စီမံကိန်းအသစ်2ခုကိုလည်းအကောင့်ထဲပေါ်ဆောင်ရွက်နေပြီဖြစ်လို့လုပ်ငန်းများပြည်စည်းပါကဆိုလာစနစ်ဖြင့်လျှက်စစ်ရည်တင်လုပ်ငန်းစီမံကိန်း14ခုရှိလာမှာဖြစ်ပါတယ်။မွေးမြူရေးကဏ္ဍအနေနဲ့မွေးမြူရေးဇုံ2စုံထူထောင်ထားပြီးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအတွက်မွေးမြူရေးဧရိယာများသတ်မှတ်ပေးခြင်းမွေးမြူရေးမတည်ငွေများထုတ်ချေးပေးခြင်းများကိုဆောင်ရွက်ကသားငါးကဏ္ဍဖူလုံမှုရှိစေရေးအတွက်ဆောင်ရွက်လျက်ရှိပါတယ်။မကွေးတိုင်းဒေသကြီးအတွင်းနိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အကူပြုနေတဲ့ရေနံမြေ9ခုရှိပြီးနှစ်စဉ်ပြန့်မြရေနံစိမ်းစီပေါင်း17သိန်းကျော်နဲ့တဘာဝတန်းငွေကုပပေးတန်းပေါင်း920ကျော်ကိုထုတ်လုပ်ပေးလျက်ရှိသလိုကြောင်မီးတွေထုံကြောင်နဲ့ခရိုမိုက်တက်ထုစမ်းသက်လုပ်ကွယ်52ကွက်ကိုလည်းတိုးချဲ့ဆောင်ရွက်နေပြီဖြစ်ပါတယ်။နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးကြီးလာတဲ့အသေးစားအငယ်စားအလက်စား MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကကျတဲ့ဒေတာတွင်အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရင်ကြီးလက်နေမိသားစုများဝင်ငွေတိုးတက်ရေးနှင့်အလုပ်ကိုင်ခွင့်လန်းများရရှိရေးတို့အတွက်တ
တင်နန်းများဖွင့်လှစ်ပေးခြင်းဆွေးနွေးပွဲများကျင်းပခြင်း MSME ထုတ်ကုန်ပြပွဲများကိုစီစဉ်ကျင်းပကာဈေးကွက်နဲ့ဤပညာရရှိရေးတို့အတွက်ချိတ်ဆက်ဆောင်ရွက်ပေးခြင်းနဲ့ငွေကြေးအရင်းအနှီးများပံ့ပိုးပေးခြင်းတွေကိုလည်းဆောင်ရွက်ပေးလျက်ရှိသလိုမကွေးမြို့ကန္နာလန်ရှိ Nice Market မှာလည်းစားတောက်ကုန်ပစ္စည်းများတဘာဝစိုးစေးချီတဲ့များလူသုံးကုန်ပစ္စည်းများစတဲ့ MSME ထုတ်ကုန်29မျိုးကိုရောင်းချပေးလျက်ရှိပါတယ်ရှင်မကွေးတိုင်းဒေသကြီးအတွင်းဒေသတစ်ခုထုတ်ကုန်တစ်ခု One Region One Product ကိုအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိရာမှာစီထွက်သီးနဲ့မြေပဲနှမ်းနေကြဝါပဲတီစိန်ပဲစင်းငုံစက်တော်နီစပားနဲ့ပဲအမျိုးမျိုးစတဲ့ထုတ်ကုန်အမယ်17မျိုးကိုရွေးချယ်ပြီးစံပြလုပ်ကွယ်စံသက်လုပ်ကွယ်များထူထောင်ကပန်းတိုင်အထွတ်နှုံးရရှိရေးတောင်သူနည်းပညာပေးရေးနဲ့သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်းဆောင်ရွက်လျက်ရှိပါတယ်ပညာရေးကဏ္ဍနဲ့ပတ်သက်ပြီးနိုင်ငံတော်အနေနဲ့ပညာရေးကဏ္ဍကိုအထူးအလေးထားဆောင်ရွက်နေသလိုမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့လည်းပညာရေးကဏ္ဍအားပေးမြင့်တင်မှုများကိုအလေးထားဆောင်ရွက်လျက်ရှိပါတယ်။အနာဂတ်မှာနိုင်ငံတော်ကအားကိုးအားထားရမယ့်လူငယ်လူရွယ်များအနေနဲ့လူတိုင်းပညာသင်ကြားနိုင်ရင်အတန်းပညာသင်ကြားတက်မြောက်စီရင်တန်းစဉ်ကူပြောင်းနှုန်းမြင့်မားရေးသာမကဉာဏ်ပညာနဲ့တည်ဆောက်တဲ့လူပေါင်းအတိုင်းအဝန်ဖြစ်ပေါ်လာစေရေးအတွက်ရည်ရွယ်ဆောင်ရွက်လျက်ရှိပါတယ်ရှင်။မကွေးတိုင်းဒေသကြီးအတွင်းတက္ကသိုလ်10ခုဒီဂရီကောလိပ်3ခုအစိုးရစက်မှုလက်မှုသိပ္ပံကျောင်း2ကျောင်းအစိုးရနည်းပညာသိပ္ပံကျောင်း2ကျောင်းအခြေခံပညာကျောင်း4416ကျောင်းကိုဖွင့်လှစ်ထားရှိပါတယ်။အခြေခံပညာကျောင်းများမှာစက်မှုစိုက်ပျိုးရေးမွေးမြူရေးဘာသာရပ်များကိုပါတွဲဖက်သင်ကြားပေးတဲ့ကျောင်း5ကျောင်းကိုလည်းထပ်မံတိုးချဲ့ဖွင့်လှစ်ထားရှိပြီးဖြစ်ပါတယ်။နိုင်ငံတော်ကအားကိုးအားထားရမယ်ဗလ9တန်းပြည့်စုံတဲ့လူငယ်များရဲ့အနာဂတ်မှာအတတ်ပညာအပြင်အသိပညာဘုသူတာနဲ့အတွေးအခေါ်မှန်ကန်ရေးသည်လည်းမရှိမဖြစ်လိုအပ်လာတာကြောင့်ကျောင်းစာကြည့်တိုင်းများဖွံ့ဖြိုးတိုးတက်ရေးနဲ့စာဖတ်ရှင်မြင့်တင်ရေးလှုပ်ရှားမှုများကိုလည်းစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါတယ်။ကျန်းမာရေးကဏ္ဍအနေနဲ့မကွေးတိုင်းဒေသကြီးအတွင်းဂရင်900ဆန့်စီယုံတယုံအပါအဝင်စီယုံပေါင်း102ယုံကြီးလက်ကျန်းမာရေးဌာန193ခုကြီးလက်ကျန်းမာရေးဌာနခွဲ923ခုတိုင်းရင်းစီယုံ4ယုံတိုင်းရင်းစီကုဌာန22ခုမိခင်နယ်ကလေးကျန်းမာရေးဌာန28ခုတို့အားဖွင့်လှစ်ထားရှိသလိုတက်ကြီးရွယ်အိုများနိုင်ငံဝန်ထမ်းအငြိမ်းစားများသာမကသာသနာဝန်ထမ်းရဟန်းတန်ခါများသီလရှင်ဆရာကြီးများကိုလစဉ်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအင်အားဖြည့်အစားအစာများထောက်ပံ့ပေးခြင်းနယ်လက်စည်းကုသပေးခြင်းတို့ကိုမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့အစီအစဉ်နဲ့ဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင်။တမျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနဲ့နိုင်ငံရဲ့အားကစားကဏ္ဍမြန်မာတိုးတက်ရေးအတွက်မကွေးတိုင်းဒေသကြီးအတွင်းအားကစားကွင်းများအဆင့်မြင့်တင်ခြင်းနှစ်စဉ်အားကစားပြက်ကလေးများရေးဆွဲပြီးအားကစားနည်းအလိုက်ဖွံ့ဖြိုးတိုးတက်စေရန်အစီအမံများချမှတ်ဆောင်ရွက်ခြင်းလေကြောင်းလူငယ်တင်တဲ့ကင်းထောက်တင်တန်းများဖွင့်လှစ်ပေးခြင်းအားကစားတင်တန်းများဖွင့်လှစ်ခြင်းအလားအလာရှိတဲ့မျိုးဆက်သစ်လူငယ်များအားရွေးချယ်ကလေ့ကျင့်သင်ကြားပေးခြင်းတို့ကိုစဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။မကွေးတိုင်းဒေသကြီးဟာမြန်မာနိုင်ငံရဲ့အလစ်ဖို့အချက်မှာတည်ရှိတဲ့တိုင်းဒေသကြီးတစ်ခုဖြစ်တာကြောင့်အခြားတိုင်းဒေသကြီးပြည်နယ်များကနေအလွယ်တကူလာရောက်လည်ပတ်လိလာနိုင်တဲ့ဒေသတစ်ခုဖြစ်ပါတယ်။တိုင်းမြို့တော်ကိုစတင်ဝင်ရောက်လိုက်တာနဲ့မြို့တော်အဝင်ကခန့်ညားထေဝါလာတဲ့မုတ်ဦးကြီးAR မြစ်ကမ်းတစ်ပြေးကမြတ်တလွန်စီရီတော်မြို့လေကကန်တာကန်တော်မင်္ဂလာပန်းချမ်းနဲ့ AR မြစ်ကမ်းစီစာအလှပတွေကိုခန်းစားရင်အပန်းဖြေနာယူနိုင်မယ်မကွေးကမ်းနားလဲညာစီ Nice Market တို့ကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်မင်းဘူးခရိုင်မင်းဘူးစကုမြို့နယ်မှာရှိတဲ့မြတ်ဗုဒ္ဓရဲ့ပါရချီယာအစစ်နှစ်စုတရှိရာမန်းရှည်စစ်တော်ဘုရားပွဲတော်ကြီးဟာလေမြန်မာနိုင်ငံမှာရက်အရှိကြာဆုံးကျင်းပတဲ့ဘုရားပွဲတော်ကြီးတစ်ခုဖြစ်တာကြောင့်မြန်မာနိုင်ငံရရက်ကသွေးချင်းညီကိုမောင်နှမတွေသာမကပြည်တွင်းပြည်ပခီးသွားဧည့်သည်တွေကပါလာရောက်လည်ပတ်လေးရှိတဲ့ခီးစဉ်ဒေသတစ်ခုလည်းဖြစ်ပါတယ်ရှင်။ဒါအပြင်တောင်တွင်ကြီးမြို့ကဗေဒနိုးရှိဟောင်းရင်ကျေးမှုနေမြေ6မြို့ကစလင်ရုပ်စုံကျောင်းပွင့်ဖြူမြို့နယ်ကစနကူးနတ်တာကျောင်းတော်ရဖျားရေနံကျောင်းမြို့နယ်ကတိပိတကကျောက်စာယုံဖျားနဲ့ပင်းစက်ကလန်ပဇေဒီတော်
ပခုတ်ကူမြို့နယ်ကတီဟွန်ရှင်ဖျားရွှေကူမြတ်ဖျားနဲ့တကယ်တော့စာရာတွေဟာလည်းဗုဒ္ဓဘာသာဝင်တို့ရဲ့အထွတ်မြတ်ထားရာဇေဒီပထိုးကျောင်းကန်ဖျားများဖြစ်လို့ဖူးမြော်ကြည်ညိုနိုင်တယ်လို့မြင်လက်သူလေးများရဲ့စီရီဝိုင်းထုံးဖွဲ့တဲ့ဒလေးနဲ့ရိုးရာတနခါရနဲ့ဟာလည်းထင်ရှားကြော်ကြားလာပါတယ်ရှင်။ဒါကြောင့်မို့ပြည်တော်စုပွားသွေးချင်းတိုင်းရင်းသားညီကိုမောင်နှမများနဲ့ပြည်ပခီးသွားဧည့်သည်တော်များအနေနဲ့တမထနောင်ထန်းတော်ရိပ်တွေနဲ့မြမပြည်အလဲပိုင်းကဖန်ကားမြေရဲ့တာယာလွမ်းမောပွဲရာဒေသရှုခင်းတွေကိုခန်းစားကြည့်ရှုဖို့ရိုးရာဓလေ့ထုံတမ်းများနဲ့ပွဲတော်တွေကိုမျှဝေခန်းစားပျော်ရွှင်မှုဒေသခံတွေရဲ့ဖြူစင်စိတ်နှလုံးနဲ့အဝိကြည်ပေါ်မှုတွေကိုမြင်တွေ့နိုင်ဖို့နဲ့ဒေသရဲ့ဖွံ့ဖြိုးမှုပြရုပ်တွေကိုမျက်ဝန်းတင်တင်ရှုမြင်ခန်းစားနိုင်ဖို့မြေလက်အညာဒေသကမကွေးတိုင်းဒေသကြီးကိုတစ်ခါတစ်ခေါက်တော့အရောက်လှမ်းခဲ့ကြဖို့ဖိတ်ခေါ်ရင်းရိုက်ကူးတင်ဆက်ပေးလိုက်ရပါတယ်ရှင်။